ကျေးဇူးများတင်တဲ့ဒီနေ့ Sandlight ဆိုတဲ့ဂုဏ်တော်ချီးမွမ်းခြင်းအဖြစ်ဒီမှာရှိကြတဲ့ယုံကြည်တော်ရောက်စတဲ့ကိုခွာပေးသွားတော့ကျွန်တော်ကြောင့်ရောက်စတဲ့ပုံမှာချုပ်ပြရရှင်ပါပြီးချပေးပါစေ။အဲ့တော့အခုချိန်မှာဆိုရင်တကယ်ပဲကျွန်တော်ရည်ကြီးတဲ့ကဏ္ဍပိုင်းကိုကျွန်တော်တွားရမှာဖြစ်ပါတယ်လို့အခုချိန်မှာဆိုရင်ကျွန်တော်တို့certificate နဲ့သူတို့ရဲ့ဒီ tension လေးကိုသူတို့ပြောင်းဖို့ရတဲ့ကျွန်တော်စစ်စစ်ထားတာရှိတယ်လို့ဒီချိန်ပြီးကျေးဇူးပြုတယ်။ Second Sale malam. Pastor Raymond, Pastor. အဲ့တော့အခုချိန်မှာဆိုရင်တကယ်အရေးကြီးတဲ့ကဏ္ဍပိုက်ကိုကျွန်တော်ရောက်ရှိနေပါပြီအဲ့တော့အခုချိန်မှာဆိုရင်ကိုယ့်ရဲ့ခေါင်းလေးတွေဘောလေးတွေကကျွန်တော်စင်တက်လောက်ထားပြီးပါအခုချိန်မှာဆိုရင်မိမိရှိတဲ့နေရာကနေပြမအတူတူအမတ်ထားပြီးရတဲ့ယေရှုနာမဖြင့်ပြခေါ်ချင်ပါတယ်ဘယ်ယူလဲကျွန်တော်ကြောင်းသားများမယ်ဘယ်ယူလဲကျွန်တော်ကြောင်းသားများမယ်ဆာမဒီလူမိုင်ကိုဖိတ်ခေါ်ပါတယ်နောက်တရားစမနေကျင်ပါဒီချင်းတော့ဒီမှာတက်ပုံလေးရိုက်ပါဖြစ်တဲ့အတွက်ကြောင့်ပုံချလုပ်နေကြပါစမဝေကမ什么深水难过？什么高有毒性？什么看世界？什么难解决？Saya Joshua Min
Sa Chen Sakai. Yoga. Sia Soya no Su. Okay, thank you for all the passion. Okay, you can come take a seat. Now, so we need to go on to all of us. Let's go to the Stand remaining, and then we are going to pray for all the students. အဲ့ဒါကနေပရမအဆုံးတော့ဆူတောင်းပေးမှာဖြစ်ပါတယ်လို့အဲ့တော့ကျွန်တော်တို့ပရိသတ်များမေ့ရှိတဲ့နေရာကနေပရမဒီမှာရှိတဲ့ကျွန်တော်တို့ကျောင်းသားများပေါ်မှာလက်ကိုဆက်တက်ပရမတို့ကိုကောင်းချီးပေးကြရအောင်ရှင်။ယာရာဘာလာဝဆန္ဒရာမအဖဘီယာကိုရောကိုကျေးဇူးတင်ပါတယ်။ဒီနေ့ကိုရောဘွေရမောင်လေးများအတွက်ကိုရောနာမတော်ကိုချူပဲချီးမွမ်းပါတယ်။ဒီနေ့ကိုရော3နှစ်ကြာကာလပတ်လုံးမှာတို့ရဲ့အချိန်ငွေချေးအဖဘီယာဉာဏ်ပညာအစွမ်းသတ္တိရှိသမျှကိုရောကိုချီးလျက်လောကဘတော်ကိုတင်ယူဖို့ရန်အတွက်3နှစ်ကြာကာလပတ်လုံးကိုရောဒီအောင်မြင်ခြင်းကိုပေးလျက်ဒီနေ့အဖဘီယာဘွေနဲ့တပည့်ခန္ဓာများကိုဂျမ်းမဆောဝမ်းမြောက်စွာပျော်ရွှင်စွာနဲ့ကိုရောဖဗျဂျေပါနိုင်ရသောခွင့်ကိုပေးလို့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ဒီနေ့ကိုရောဤသားသမီးများရောက်စီတိုင်းနေသာရဗျာကိုရောထံတော်ပါမှဉာဏ်ပညာကိုရရှိတဲ့တန်ရှင်သောဝိညာဉ်ပြတဲ့ကိုယ်ကိုခံရပြီးတော့မှကိုရောဖဗျလူမျိုးတကာတွေထဲမှာကိုရောရဲ့အေဝံဂေလိတရားနဲ့ထိတွေ့နိုင်သောသားသမီးများဖြစ်စေတော်မူပါ။ကဘာကြီးကိုကိုရောရဲ့အေဝံဂေလိတရားနဲ့မောက်လန်နိုင်သောသားသမီးများဖြစ်စေတော်မူပါ။သူတို့ရောက်တဲ့နေရာရှိတဲ့အရက်မှာဘုရားရဲ့ဘုန်းတော်ကိုတည်ဆောင်တဲ့သားသမီးများဖြစ်စေတော်မူပါ။ဒီနေ့မှာစပြီးကိုရောဒီနေ့တည်ဆိုသလိုပဲကိုရောရဲ့အလေးနဲ့တည်ကိုတည်ဆောင်သောသားသမီးများဖြစ်စေတော်မူပါ။မြောင်များသောပျောက်ဆုံးဝိညာဉ်များကိုကိုရောထံတော်ပါမှတည်ဆောင်နိုင်သောသားသမီးများဖြစ်စေတော်မူပါ။ဒီနေ့3နှစ်ကြာကာလတင်ကြားခဲ့သောအရာများသည်ပြီးဆုံးသွားတာမဟုတ်ဘဲနဲ့ဘဝအသက်ကမှတာ၍တန်ရှင်သောဝိညာဉ်ဖခင်ရဲ့တုန်တင်လမ်းပြမှုအောက်မှာလောကဘတ်တို့ကိုအစီအမြတ်ခံယူခြင်းနေကြခြင်းခံယူခြင်းလှုပ်ဆောင်ခြင်းအပြင်ကိုရောအဖဖေဝင်းမဲ့နေသောစပါးကင်းထဲမှာကိုရောမြောင်များစွာသောကောက်လိုက်ရောက်ကိုစုသိမ်းနိုင်သောသားသမီးများဖြစ်စေတော်မူပါ။ကိုရောအထူးပဲပေးတဲ့၍အသုံးပြုတော်မူပါ။ကိုရောရဲ့ဖဖေနိုင်ငံတော်ကျေပြတ်ပြီးတော့မှစာရနိုင်ငံကိုမောက်လန်လျက်ကိုရောရဲ့အလေးနိုင်ငံကိုတည်ဆောင်နိုင်သောကိုရောရဲ့အောင်လံကိုလွှင့်ထူသောကိုရောဤသားသမီးများရဲ့ကိုရောနာမတော်တာ၍ချင်းရောက်စရာဖို့လို့ငါဖြစ်စေတော်မူပါ။ဒီနေ့ကြောင်းစင်သောကြောင်းသားမောင်မယ်တယောက်စီတိုင်း12ယောက်လုံးရဲ့အသက်တာကိုယေရှုနာမနဲ့ကောင်းချီးပေးပါ၏။ကိုရောတကောနဲ့ပေးတဲ့၍အောပဲသုံးပြီးတော်မူပါ။သူတို့ကိုမြင်တွေ့သောသူတို့သည်ဘုရားရှင်ကောင်းတဲ့ခြင်းကိုမြင်တွေ့ဖို့လို့ငါဖြစ်စေပါ။ဒီနေ့တင်ကြပေးသောဆရာဆရာမများနဲ့ဒီပါမလာသောဆရာဆရာမတယောက်စီတိုင်းကိုလည်းယေရှုနာမနဲ့ကောင်းချီးပေးပါရယ်။ယေရှုတော်ကောင်းကိုချီးမွမ်းလဲယေရှုနာမနဲ့ကောင်းချီးပေး။လက်တော်ထဲမှာဆက်ကပ်နဲ့ဆုတောင်းပါ၏ဖခင်။အာမင်။အဲ့ဒါကိုလည်းဒီလိုမျိုးစစ်တယ်။ကျောင်းသားများအတွက်ထူးဆန်းပေးတယ်။ဆရာမမောင်လေးပေါ်မှာချုပ်ပြန်ရှင်းပါလို့ချပေးပါစေ။